Conversion fatigue စာနာစိတ်ကြောင့်ဖြစ်လာတဲ့စိတ်ပင်ပန်းမှုဆိုတဲ့စာစုလေးကိုဖတ်ပြချင်ပါတယ်။ကိုချင်းစာတဲ့သူကပူပင်ပန်းရတယ်ဆိုပြီးပြောတဲ့ကြတာကြားဘူးတယ်မလားနော်။ဒါဆိုသူတို့ကကောင်းတဲ့စိတ်ထားလေးပိုင်ထားတာတောင်ဘာလို့ပူပင်ပန်းနေရတာဖြစ်မလဲ။ဒီရက်ပိုင်းမှာလူအများကငလျင်တန်ကြောင့်ပျက်စီးဆုံးရှုံးသွားတဲ့သတင်းတွေကြားရပြီးတဲ့နောက်သတင်းတွေအကြောင်းပဲထပ်ခါတွေးမိတယ်စိတ်သက်ကြတယ်။ရှင်တန်ရတာစိတ်ပင်ပန်းလွန်နေတီလေးတွေကအစစိတ်ဆက်လွန်နေစိုးရိမ်စိတ်တွေများနေတယ်။ဒီလိုမျိုးခံစားချက်အစိုးရသူများတွေအတွက်စိတ်ပူပေးရတဲ့စိတ်တွေကိုယ်တစ်ချိန်လုံးလွှမ်းမိုးနေတာမျိုးခံစားနေကြရပါတယ်။ဒီလိုခံစားချက်ကလည်းတခြားသူကို view site ပေးတတ်တဲ့စာနာစိတ်ထားတတ်တဲ့သူတွေမှာပဲရှိတာဖြစ်ပါတယ်။ဒီလိုကြုံတွေ့နေရတဲ့အခြေအနေကို conversion fatigue လို့ခေါ်ပါတယ်။စာနာစိတ်ကြောင့်ဖြစ်လာတဲ့စိတ်ပင်ပန်းမှုတွေလို့ပြောရမှာပေါ့။ conversion fatigue ခံစားရတဲ့သူတွေကသတင်းတွေကြားမှာ shock ဖြစ်ပြီးတဲ့အခါကိုယ်တောင် view site ဖြစ်တော့ပဲမလျင်နဲ့ပတ်သက်ပြီးလုပ်ပြနိုင်တဲ့အရာတွေပဲ view site ဖြစ်လာပါတယ်။ဒါဟာတကယ်လဲလိုအပ်နေပါတယ်။တစ်ဖက်မှာတော့စိတ်ပြင်းပြမှုကလုံခဲ့ပြီးကိုကမလိုက်နိုင်တော့တဲ့အခါမလုံနိုင်တာတွေကပဲစိတ်ကိုလွှမ်းမိုးသွားတာကြောင့်အပြစ်တင်စိတ်တွေအမြတ်စိတ်တွေဆက်ဖြစ်တတ်ပါတယ်။နံပါတ်2စိတ်ကတိကအောင်ဖြစ်ခြင်းလူက sensitive ဖြစ်လုံးပြီးဘသူ့အပေါ်မှာစိတ်မရှိတာအကောင်းမမြင်နိုင်တော့တာမျိုးဖြစ်လာတတ်ပါတယ်။ကိုဒီလိုတွေခံစားနေရမှန်းမသိတယ်လို့မကြိုက်တာမျိုးလည်းဖြစ်တယ်။ဒါပေမဲ့ဘလို့ဖြစ်ရှင်းရမလဲနားမလည်နိုင်တာနီးနာကရောညီမသမျှကိုရောစိတ်ဆိုးဒေါသဖြစ်နေတာမျိုးတွေခံစားရတတ်ပါတယ်။နံပါတ်3တယောက်တည်းလို့ခံစားနိုင်ရခြင်းဘာကိုမှဘေးမဆိုင်ချင်တော့ပဲအကုန်လုံးကိုလှုပ်ချလိုက်ခြင်းနဲ့ခံစားချက်မျိုးပါစိတ်ထဲကြတယ်လူတွေနဲ့လည်းမတွေ့ချင်ဘူးစိုးရိမ်တာပဲများပြီးဘာမှမလုပ်နိုင်တော့ဘူးနောက်ဆက်တွဲအနေနဲ့အိမ်မပြောတာအစာမစားနိုင်တာခေါင်းရှုပ်နေတာမျိုးပဲအချိန်ပြည့်ခံစားရတာတွေကြုံတတ်ပါတယ်။နံပါတ်4စိတ်ပင်ပန်းမှုပြင်းထန်ခြင်းလုံးဝပင်ပန်းပြီးလက်လျှော့ခြင်းနဲ့စိတ်ဘန်းတော့လက္ခဏာတွေဖြစ်တဲ့ကိုရောစိတ်ပါမလှုပ်ရှားခြင်းတော့တာမျိုး conversion fatigue ကစိတ်ဖြစ်ရင်မှုကိုအတိုင်းတက်အလုံးခံစားရပြီးနှုံးချိသွားတဲ့အခြေအနေမျိုးထီတောင်ဖြစ်တတ်ပါတယ်။ဒီအဆင့်အတွက်ကို routine ပေးရမယ်ဆိုရင်3ညကနေ10အတွင်းမှာအဆင့်3ညတက်လောက်ပဲရှိနေတဲ့အခြေအနေဖြစ်နိုင်ပါတယ်။အခုချိန်တင်ရောစိတ်ခံစားချက်အဆင့်ဘယ်လောက်ရှိလဲဆိုတာစစ်ကြည့်ပါ။ conversion fatigue factor တွေမှာတော့ Julia Ward က conversion fatigue ခံစားရတဲ့သူကသူများတွေကို view site လုံးပြီးစိတ်ဆိုးမှန်ဆိုဖြစ်တာအချိန်တိုင်းဆုပ်ရှုပ်နေတာမျိုးကိုအတွက်လုံးဝ view site တော့ပဲအပြစ်တင်စိတ်လက်ပြမလို့စိတ်ခံစားရတာဘယ်သူနဲ့မှမတွေ့ချင်တော့ပဲတယောက်တည်းနေခြင်းစိတ်ပဲနေတာမျိုးဖြစ်တတ်တယ်လို့ပြောထားပါတယ်။ conversion fatigue ကတယောက်နဲ့တယောက်မတူပဲအဆင့်ကွာခြားခံစားရတာမျိုးရှိပါတယ်။ conversion fatigue ကိုစိတ်ခံစားရသူတွေအများကြီးရှိပါတယ်။အခုအချိန်မှာဒီလိုတွေခံစားရတာကလည်းစာနာစိတ်ရှိသူတွေအတွက်တေချာပေါက်ဖြစ်နိုင်တာမို့ကိုပေးရမပေးပါနဲ့။အခုမျှဝေပေးတာကတော့ကိုခံစားချက်တွေကိုသတိထားမိပြီးကို view site နိုင်အောင်မျှဝေပေးတာပဲဖြစ်ပါတယ်။ကိုကဒီလိုတွေခံစားနေရတယ်ဆိုပြီးကြောက်နေတာမျိုးမဖြစ်ပါနဲ့နော်။ပြီးတော့သတင်းတွေကိုသိနေဖို့လိုတယ်ဆိုပေမဲ့စိတ်တွေပြင်းထန်လာတယ်ဆိုရင်ခဏလေးနားလို့လည်းအဆင်ပြေပါတယ်။ကောင်းကောင်းအိပ်ပါကောင်းကောင်းစားပါအကူကြီးလိုရင်ရယူပါကို view site ပြီးလက်လန်းမိသလောက်တက်နိုင်သလောက်မျှဝေကူညီပေးဖို့မမေ့ပါနဲ့